လုံးပဲမြင်ကြပါနော်ဒီတစ်ခါမှာတော့ကိုချရတဲ့သူနဲ့ရေရှည်သွားနိုင်မလားဆိုတဲ့ reading လေးကိုဒါတော့က3ကနဲ့ကြည့်ပေးပါမယ်တဦးတယောက်တည်းကိုရည်ရွယ်ပြီးပြောပြထားတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကတ်ရင်ယူပါကိုနဲ့ energy မကတ်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ကဲပထမဦးဆုံးကတ်ကလေးဒီကတ်ကလေးကကြတော့လေလက်ရှိဆက်ဆံရေးမှာဆိုရင်စိတ်ပြက်စရာတွေဝမ်းနည်းစရာတွေကြုံနေရတဲ့ပုံလေးကိုတွေ့ရပါတယ်တင်ဟာလက်လွတ်ဆုံးရှုံးသွားတဲ့အရာတွေဒါမှမဟုတ်အရင်ကဖြစ်ပျက်ခဲ့တဲ့အမားတွေကိုပဲပြန်တွေးပြီးစိတ်မကောင်းဖြစ်နေတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်ဒါပေမဲ့ကတ်ထဲမှာလေလဲကျနေတဲ့ဖလား3လုံးရှိသလိုမျိုးပဲပေါ့နော်မလဲကျသေးတဲ့ဖလား2လုံးလည်းရှိနေသေးရဲ့နော်ဒါကဘာကိုပြောရလဲဆိုရင်အတိတ်ကအနာဟောင်းတွေကိုပဲအာယုံစိုက်မနေပဲနဲ့ကြံရှိနေသေးတဲ့အကောင်းမြင်စရာလေးတွေရှိတယ်ပေါ့နော်အကောင်းမြင်စရာလေးတွေရှိတယ်အဲ့ဒီအရာလေးကိုပြန်ကြည့်ဖို့လိုအပ်နေပါတယ်ဆိုတာကိုကတ်ကလေးကပြနေပါတယ်ရှင်ကတ်နံပါတ်2လေးဒီကတ်ကလေးကကြတော့လေသူကဆက်ဆံရေးတစ်ခုမှာဆိုရင်တယောက်နဲ့တယောက်ပေါ့နော်အပြန်အလှန်စောင့်ကြည့်နေတာအဖြစ်ရှာခြင်းနေတာဒါမှမဟုတ်စကားအပြောအဆိုကြမ်းတမ်းနေတာမျိုးလေးတွေကိုပြတယ်နော်တယောက်ကိုတယောက်ယုံကြည်မှုထက်တန်တရားစိတ်ကပိုများနေတယ်ဆိုတာလေးကိုပြနေပါတယ်။ရေရှည်သွားဖို့အတွက်ဆိုရင်တော့စိတ်လိုက်မှန်ပါပြောဆိုတာတွေကိုစင်ကျင်ပြီးတော့မှပွင့်လင်းမြင်သာတဲ့ဆက်သွယ်မှုမျိုးကိုပေါ့နော်။ရရှိဖို့အရန်ရေးကြီးတဲ့အချိန်မှလို့ကတ်ကလေးကပြောနေပါတယ်ရှင်။ကတ်နံပါတ်2လေးဒီကတ်ကလေးကကြတော့လေရှေ့ဆက်ရမယ့်လမ်းကြောင်းမှာတဲ့စိန်ခေါ်မှုတွေအခက်အခဲတွေရှိနေနိုင်တယ်ဆိုတာလေးကိုကတ်ကလေးကပြနေတယ်နော်။စိတ်ပိုင်းဆိုင်ရာအရာရောအခြေအနေအရာပါနှစ်ယောက်သားဟာအားကိုးရမဲ့တယ်လို့မျိုးခံစားနေရတာဒါမှမဟုတ်ပတ်ဝန်းကျင်ရဲ့အကူအညီမရတာမျိုးလေးတွေကြုံနိုင်ပါတယ်နော်ဒါပေမဲ့ဒီကက်ရဲ့ထူးခြားချက်ကလေပုံထဲမှာလူ2ယောက်ကလေဒုက္ခရောက်ချိန်နေမှာတော့မှလေတဦးကိုတဦးလေလက်မဖြုတ်ဖက်နဲ့အတူတူသွားနေတာလေးကိုတွေ့ရလိမ့်မယ်နော်ဆိုလိုတာကလေဘလောက်ဖက်ခက်ခဲပါစေ2ယောက်စလုံးကလက်တွဲမဖြုတ်ဖက်နဲ့ရုံးကန်ရင်တော့အခက်ခဲတွေကိုအတူတူကြော်ဖြတ်နိုင်ပါလိမ့်မယ်လို့ကက်ကလေးကနမိတ်ဖက်ပေးနေပါတယ်ရှင်နောက်ဆုံးအနေနဲ့အကြံပေးချင်တာကတော့လေလက်ရှိထွက်လာတဲ့ကက်တွေအရာဆိုရင်ရေရွှေသွားဖို့အတွက်ဆိုရင်လမ်းကြောင်းကတော့တိတ်ပြီးတော့မှမချုံမွေးလှအောင်နော်အတိတ်ကကိစ္စတွေကိုအမြဲပြန်ဖော်ပြီးတော့မှရန်ဖြစ်တာမျိုးကိုအမြန်ဆုံးရပ်တက်ဖို့လိုပါတယ်တယောက်ကိုတယောက်အပြစ်ရှာတာထက်ခက်ခဲနေချိန်မှာဖေးမကူညီဖို့ပေါ့နော်ပိုလိုအပ်ပါတယ်2ယောက်ကြားမှာပေါ့နော်ယုံကြည်မှုနဲ့နားလည်မှုကိုအသစ်ပြန်လေတီးဆောက်နိုင်မှသာရေရှည်ခိုင်မြဲတဲ့ဆက်ဆံရေးကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်လို့အကြံပေးပါရစေရှင်နောက်ဆုံးအနေနဲ့ဆူတောင်းပေးချင်တာကတော့လေဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူအားလုံးလည်း2ယောက်ကြားမှာရှိတဲ့စိတ်ဝမ်းကွဲမှုတွေအမြန်ဆုံးပြေပြောက်ပြီးတော့မှအပြန်အလှန်နားလည်မှုတွေနဲ့ရှေ့ဆက်နိုင်ပါစေခက်ခဲတဲ့အချိန်တွေကိုအတူတူကြော်ဖြတ်ပြီးတော့မှပုံမခိုင်မာတဲ့မေတ္တာရေးကိုတီးဆောက်နိုင်ပါစေလို့ဆူတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ပါစေနော်